အားလုံးပဲမင်္ဂလာပါရှင်ကျမကတော့အေးပြားနဲ့လှပဆိုင်ရာဆရာဝန်ဒေါက်တာသီရီပါအခုဒေါက်တာပြောပြပေးခြင်းတဲ့အကြောင်းအရာလေးကတော့ဝက်ချံကုသမှုတွေကတစ်ခုဖြစ်တဲ့ Gold Toning Laser Treatment လေးပဲဖြစ်ပါတယ်ဒီ Laser Treatment လေးကကြတော့ဘယ်လိုလူမျိုးတွေနဲ့တင့်တော်လဲဆိုလို့ရှိရင်ကိုယ့်ရဲ့ဝက်ချံကအရန်ကိုရောင်ရမ်းပြီးတော့မှหนีရဲနေတဲ့သူတွေမျိုးအတွက်တင့်တော်ပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ဒီ laser ရဲ့ wavelength ကဒီသွေးကြောပေါ့နော် vascular ကို specifically သွားထားတဲ့အတွက်ကြောင့်မလို့ဒီ treatment လေးကိုခံယူပြီးတာနဲ့သူ့ရဲ့ရောင်ရမ်းတာတွေအရန်ရဲနေတာတွေကချက်ချင်းတက်တာသွားတယ်ပေါ့နော်ဒီအပြင်ကိုဝက်ချံပေါက်ပြီးလို့ကြံခဲ့တဲ့အနီးစပ်အမာရွတ်တွေအတွက်ဆိုလို့ရှိရင်လည်းထိရောက်တဲ့ကုသမှုတစ်မျိုးပဲဖြစ်ပါတယ်ဒီကုသမှုကိုခံယူဖို့ဆိုလို့ရှိရင်တော့အပတ်အနည်းဆုံးပေါ့နော်နှစ်ပတ်ကိုတစ်ကြိမ်နဲ့၃ချိန်ကနေ၅ချိန်လောက်ထိတော့ကုသမှုခံယူဖို့အတွက်လိုအပ်နိုင်ပါတယ်ရှင်ဒီ laser treatment ကိုကုသပြီးတော့စောင့်ရန်လေးတွေတော့ရှိပါတယ်အဓိကကတော့ဒီ treatment ပြီးတာနဲ့နေပူတွေကိုဓာတ်ရိုက်သွားခြင်းကိုရှောင်ကျဉ်ပေးရမယ်ပေါ့နော်အနည်းဆုံးတော့24နာရီအရေးရှိတဲ့နေရာမှာပဲနေပြီးရင်ပို့ပြီးတော့မှတင့်တော်ပါတယ်ပြီးတော့ကိုသုံးတဲ့ skin care တွေမှာ alcohol ပါတဲ့ဟာစက်ပြအပြင်းစားတွေစတဲ့cosmetic တွေကိုခဏ skin care တွေကိုခဏလေးရက်ထားပြီးတော့စက်ပြ gentle cleanser ဒါမှမဟုတ်လို့ရှိရင်လည်း moisturizer ပေါ့နော်ဒီလိုမျိုးပျော့တဲ့ soothing ဖြစ်စေတဲ့ skin care လေးတွေကိုပဲဆက်ပြီးတော့မှ2ရက်3ရက်လောက်သုံးပြီးအဆင်ပြေပါတယ်ကျန်တာကတော့ဒီ makeup တွေပါတွေကတော့ပုံမှန်တိုင်းပဲဆက်ပြီးတော့လိမ့်လို့ရတယ်ပြီးရင်တော့ makeup လေးကိုတခြားပြန်ပြီးတော့မှဖြတ်ပေးရလို့တော့လုပ်ပေးရပါမယ်